ကိုချင်းတရားဟာအကောင်းဆုံးယဉ်နှိမ့်မြုပ်နှံခြင်းပဲဟုတ်တယ်နော်ကိုမှဘာမှမရှင်းတော့မှကိုချင်းတရားကောင်းတယ်အဲ့လူတယောက်ဟာလူတော်တိုးတယ်လူရဝင်တယ်လူတွေရဲ့လေးစားခြင်းခံရတယ်လူတွေရဲ့ချစ်ခင်တဲ့သက်ခြင်းကိုခံရတယ်ကိုချင်းတရားမကောင်းလို့ရှင်တော့ကြိုက်တဲ့လောက်ပတ်စံချမ်းသာပါလိမ့်စေအထင်ကြီးပါအောင်မလားကြိုက်တဲ့လောက်နာမည်ကြီးပါလိမ့်စေအထင်ကြီးပါအောင်မလားကြိုက်တဲ့လောက်ရုပ်ရည်ယူကချောမောလှပပါလိမ့်စေလူတွေအထင်ကြီးပါအောင်မလားအဲ့တော့အရေးကြီးဆုံးလူတယောက်ကယဉ်နှိမ့်မြုပ်နှံခြင်းဒီဘာပဲလဲကိုချင်းတရားပဲဒါကြောင့်မလို့ကို့မှာဘာအရင်နှီးမှမရှိဘူးလို့မပြောနဲ့ကိုချင်းတရားကိုအကောင်းဆုံးအရင်နှီးအနေနဲ့လူတွေယုံကြည်မှုရှိအောင်လုပ်ရမယ်ဂတိတရားအောင်စူးစမ်းရမယ်ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ရမယ်ပေးအပ်တဲ့တောင်းကိုခြေပြအောင်လုပ်ရမယ်အကောင်းဆုံးပေးဆက်ပြီးစူးစမ်းရမယ်ဒါဆိုရင်လူတွေကကိုယ်ကိုယုံကြည်လာမှာပဲယုံကြည်လာရင်အားကိုးပြီးအားကိုးရင်ကိုလိုချင်တဲ့ငွေဆိုတာဖြစ်လာပြီဟုတ်တယ်မလားပေးရတော့မှာပဲလေလဲရတော့မှာလေသူ့အားကိုရခြင်းသူ့ကိုတော့ကျွန်တော်တို့ကသူ့လိုချင်တာပေးရမှာပဲလေဟုတ်တယ်မလားအဲ့တော့လူတွေယုံကြည်အားကိုးထိုက်တဲ့လူတယောက်ဖြစ်အောင်ကိုယ့်ရဲ့ကိုယ်ချင်းတရားနဲ့တိဆောက်ပါအကောင်းဆုံးစေတနာထားပြီးဘာပဲလုပ်ပေးဆက်ပြီးလုပ်ပါဒါဆိုရင်လူတော့တိုးမယ်လူရဝင်မယ်လူတွေရဲ့ချစ်ခင်မှုလေးစားမှုခံရမယ်လူတွေရဲ့ချီးမြှောက်ခြင်းကိုလည်းခံရမယ်နေရာပေးတာလည်းခံရမယ်အပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင် जा ချင်တဲ့သူတွေအတွက်လာမယ့်၈လပိုင်း31ရက်နေ့မှာစတင်ဖွင့်လှစ်တင် जा ပေးသွားမယ်အခြေခံတင်တန်းနဲ့အရှင်းမြင့်မြန်မာပွဲတော်ဝတ်စုံတင်တန်းတွေတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနန္တနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာစုံတင် जा ချင်တဲ့သူတွေအတွက်စုစုပေါင်း390ကျပ်တိတိအခမဲ့တင် जा ခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတဲ့အရှင်းမြင့်မွန်မန်နိုဘရာတင်တန်းတွေကိုတင် जा ချင်တဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင် जा ခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတင်တန်းစုံစမ်းလိုတဲ့သူများက39989363နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်အပြင်တင်တန်းတက်ရောက်ချင်တဲ့သူတွေအတွက်တင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုတ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးအကြောင်းပညာရပ်ဖြစ်ဘဝရပ်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA တင်တန်းကျောင်းလေးကြိုဆိုလိုက်ပါတယ်